chapter 2ရဲ့အဆက်လေးပေါ့နော် part 2ဆိုတော့ part 3ကိုသွားမယ်ပေါ့နော်အဲ့တော့ part 3မှာပါလဲ injunjo ရုတ်တရက်ဆိုတယ်လို့ပဲသူတို့က part 2မှာဒါတော့ဘာပြောထားလဲဆိုလို့ရှိရင်ဒေါက်တာနဲ့ဆရာဝန်နဲ့ Matt Potter နဲ့ Angel နဲ့ကဘယ်ကိုရောက်နေကြ graveyard တွေကိုရောက်နေကြတယ် graveyard တွေကိုသူတို့ကည7:00 နာရီမှာတော့ပါเนาะအဲ့ဆိုလို့ရှိရင်သူတို့ကTom တို့တငယ်ချင်းတယောက်ကပါလေတစ်ပင်ရဲ့အနောက်မှာတူတူလေးစကားပြောပြီးတော့နေကြတယ်အဲ့ချိန်မှာသူကဒီလူ3ယောက်ကိုတွေ့ခဲ့ရပါတော့အဲ့ຢာကြီးစပြီးတော့ပြောမယ်အဲ့ချိန်မှာ Injunjo and the doctor စီInjunjo နဲ့ the doctor က talk angrily ဘာဖြစ်လဲဆိုလို့ရှိရင်စိတ်ဆိုးဒေါသထွက်စားနေသူကစကားပြောနေကြတယ် then အဲ့ဒီနောက်မှာတော့ Injunjo ကတဲ့ဘာလုပ်လိုက်လဲ kill the doctorတက်လိုက်တယ်ဘသူ့တက်လိုက်လဲဆိုလို့ရှိရင်ဒေါက်တာဆရာဝန်ကိုတက်လိုက်တယ်ဘာနဲ့တက်လိုက်တာလဲ with a knife ဓာတ်နဲ့ထိုးပြီးတော့တက်လိုက်တယ်sorry ဓာတ်နဲ့ထိုးလိုက်တယ်ပေါ့နော်Tom and Hugh watch Tom ကတဲ့ Tom နဲ့ Hugh ကတဲ့ဘာလုပ်နေခဲ့လဲကြည့်နေခဲ့တဲ့ then အဲ့ဒီနောက်မှာ they went away quickly သူတို့ကဘာဖြစ်သွားလဲဆိုလို့ရှိရင်မြင်းမြန်ပေါ့နော်ထွက်သွားခဲ့ away ကိုထွက်သွားခဲ့တယ် because ဘာလို့လဲဆိုလို့ရှိရင် they were afraid ကလေးတွေဆိုတော့ကြောက်ကြတာပေါ့နော်အဲ့တော့သူတို့ကကြောက်တဲ့အတွက်ကြောင့်မလို့အဝေးကိုထွက်သွားခဲ့တဲ့ they want to Tom yet Tom ရဲ့ခြံလေးကိုမြန်သွားခဲ့တယ်တဲ့ Hugh said အဲ့ချိန်မှာသူ Tom ရဲ့တငယ်ချင်းဖြစ်တဲ့ Hugh က said ပြောတယ် we can talk about this ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တယောက်ကိုမှမပြောတော့ဘူး Injunjo က can find us ဘသူ့ကိုရှာနေလဲသူတို့ Tom နဲ့တငယ်ချင်း2ယောက်ကိုရှာနေတယ်ပေါ့နော် and ပြီးလို့ရှိရင်kill us လုပ်လိုက်တယ် too အဲ့လိုလုပ်တယ် that's right မှန်တယ်အဲ့လိုဖြစ်လိမ့်မယ် Tom said Tom ကနေပြီးတော့ပြောလိုက်တယ် we can talk about it ငါတို့ဒီအကြောင်းကိုမပြောသင့်တော့ဘူးအဲ့တော့ Tom went in his bedroom window Tom ကသွားခဲ့တယ် in his bedroom window သူ့ရဲ့အိတ်ခမ်းရဲ့ပတင်းပေါက်စီကိုတွားပြီးတော့သူ့ခန်းထဲဝင်မှာပေါ့ကွာအဲ့ဒီအတွက်ကြောင့်မလို့ he went to bed ဘာလုပ်ခဲ့တယ်အိယာထဲတွားခဲ့တယ်တဲ့ bed ဒါပေမဲ့ he didn't sleep well သူဘာဖြစ်လဲကောင်းကောင်းအိတ်မပျော်တော့ဘူးဟုတ်တယ်လေမဟုတ်တာတွေတွေ့ခဲ့ပြီဆိုတော့အဲ့တော့ Tom and Hugh Tom နဲ့ Hugh က didn't talk to their friend or Antipoli Tom နဲ့ Hugh က didn't talk စကားမပြောခဲ့တော့ဘူးတဲ့ to their friend သူရဲ့တငယ်ချင်းတွေနဲ့ or ပြီးလို့ရှိရင်Antipoli ကိုလည်းပဲသူတို့က about the night သူတို့အဲ့ဒီညာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတွေကိုမပြောပြခဲ့တော့ဘူးတဲ့။ဘာဖြစ်လို့လဲ because ဘာလို့လဲဆိုတော့ they were afraid of Injunjo they were သူတို့ကဖြစ်ခဲ့တယ်။ဘာဖြစ်ခဲ့လဲ afraid ကြောက်ရွံ့ခဲ့တယ်။ of ဘသူလဲ Injunjo ကိုကြောက်ရွံ့ခဲ့ခြင်းကြောက်ရွံ့လို့တဲ့ later နောက်ပိုင်းမှာတော့ Sandman ယောက်ျားအချို့ပါပေါ့နော် went to Matt Potter စီကိုတွားခဲ့တယ် and ပြီးလို့ရှိရင် said ပြောခဲ့တယ်ပေါ့နော် you are a bad man ပါလေမင်းကမကောင်းတဲ့ယောက်ျားတရား you killed the doctor မင်းဒေါက်တာကို kill လုပ်လိုက်တယ်ဒီလိုနဲ့ပဲဒီမှာ chapter 2မှာဘာဖြစ်သွားလဲအဆုံးသတ်သွားပါတယ်ကဲဒီနေ့ကတော့ chapter 2အတွက် part 3လေးကိုဒီမှာအဆုံးသတ်မယ်နောက်နေ့ part 3 chapter 3ရဲ့ part 1လေးကိုပြန်ပြီးတော့စကြမယ်နော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ် chapter 3ကိုစောင့်မျှော်ပေးကြအောင်နော် bye bye